ဆိုတဲ့အချိန်လေးဟာတဘဝတာခိုင်မြဲငါနှလုံးသားထဲမှာခိုင်မာတွေ့ဆုံခဏတာဝန်သာခွဲခွာရမှလွမ်းစရာရွှေမင်းအိမ်လေးနဲ့ခဏတာပြိတ္တကြီးနဲ့ခဏတာခဏတာလွမ်းစရာဒီချိန်ခါခဏတွေ့တာခဏဆိုတဲ့အချိန်လေးဟာတဘဝတာခိုင်မြဲဟာနှလုံးသားထဲမှာခိုင်မာတွေ့ဆုံခဏတာဝန်ကခွဲခွာရမှလွန်စရာပြိတ္တကြီးနဲ့ခဏတာလွန်စရာဒီချိန်ခါခဏလေးတွေ့ရရမျိုးရွှေမျိုးရေးချာနေရင်ခေါ်မလားမခွဲကျင်လို့ပါရင်ထဲမှာရင်မဟာတီယာဒီလိုဆုံးခဲ့ကြလို့ပါခဏတာလွန်စရာဒီချိန်ကခဏတွေ့တာခဏဆိုတဲ့အချိန်လေးဟာတဘဝတာခိုင်မြဲငါနှလုံးသားထဲမှာခိုင်မာတွေ့ဆုံခဏတာဝန်သာခွဲခွာရမှလွမ်းစရာရွှေမင်းအိမ်လေးနဲ့ခဏတာပြိတ္တကြီးနဲ့ခဏတာလွန်စရာဒီချိန်ခါခဏလေးတွေ့တာရမျိုးဆွေမျိုးအေးချာနေချင်းခေါ်မလားမခွဲကျင်လို့ပါရင်ထဲမှာရင်မဟာတီယာဒီလိုဆုံးခဲ့ကြလို့ခဏတာ